ဇလန်အစမှာတော့စာသင်ခန်းတစ်ခုတည်းကမေဘယ်ဆိုတဲ့ကောင်မလေးနဲ့မိတ်ဆက်ပေးထားပါတယ်။သူမဟာကျောင်းမှာရှိတဲ့တိရစ္ဆာန်တွေကိုခိုးယူပြီးတောထဲကိုပြန်လွှတ်ပေးဖို့ကြိုးစားနေတဲ့ကောင်မလေးတစ်ယောက်ပါ။ဒါပေမဲ့ရုတ်တရက်ဆိုသလိုကျောင်းပန်းရန်တန်ရှင်းရေးသမားကသူမကိုမိသွားပြီးမေဘယ်ရဲ့ကြောပိုးအိတ်ထဲမှာတခုခုဝတ်ထားတယ်လို့ဆီယာမတွေကိုတိုင်လိုက်ပါတယ်။အမိမခံချင်တဲ့မေဘယ်ဟာထွက်ပေါက်စီကိုအတင်းပြေးပါတော့တယ်။အဲ့ဒီလိုပြေးရင်းနဲ့ဆီယာမတစ်ယောက်ကိုမတော်တဆကိုက်မိသွားတာကြောင့်ကျောင်းရဲ့မိသက်ရေဖြန့်စနစ်တွေပါပွင့်ကုန်ပြီးတကြောင်လုံးပယံပတာဖြစ်သွားခဲ့ပါတယ်။မေဘယ်ရဲ့အပြုတ်မှုကြောင့်မိဘတွေကသူမကိုစူပူချိန်မောင်းပြီးခဏတာထိန်းချောင်းပေးဖို့အတွက်အဖွားဖြစ်သူစီကိုပို့လိုက်ကြပါတယ်။မိဘတွေကသူမကိုအပြစ်ပေးတဲ့အတွက်မေဘယ်ကစိတ်ဆိုးဒေါသထွက်နေတာပါ။ဒါကြောင့်အဖွားဖြစ်သူကသူမစိတ်တည်ငြိမ်သွားအောင်ကံရည်ပြင်ပေးကိုခေါ်သွားပေးပါတယ်။အဖွားကလည်းသူမငငယ်တုန်းကအခုလိုပဲခဏခဏစိတ်တူတက်ကြောင်ဒေါသကိုထိန်းချုပ်ဖို့ဆိုရင်တဘာဝတရားရဲ့အတန်တွေကိုအာယုံစိုက်ပြီးစိတ်ကိုငြိမ်အောင်ထားရမည့်အကြောင်းကဘာပေါ်မှာအာယုံစိုက်เสียလှပတဲ့အရာတွေအများကြီးရှိကြောင်းအားပေးစကားပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မေဘယ်ဟာအဖွားနဲ့အတူပျော်စရာကောင်းတာတွေလုပ်ရင်းစိတ်ဒေါသတွေကိုလျှော့ချတက်လာပြီးပျော်ရွှင်စရာအချိန်တွေကိုဖျက်ဆီးခဲ့ပါတယ်။လက်ရှိအချိန်ကိုရောက်လာတဲ့အခါမှာတော့အဖွားဖြစ်သူဟာကွယ်လွန်သွားခဲ့ပါပြီ။ဒါတင်မကပဲသူတို့ရဲ့တောအုပ်ကိုဖျက်ဆီးပြီးအဝေးပြေးလမ်းမကြီးတစ်ခုဖောက်လုပ်ဖို့ပြင်ဆင်နေကြပါတယ်။မေဘယ်ကတော့ဒါကိုတားဆီးဖို့အတွက်စောက်လုပ်ရေးလုပ်ငန်းခွင်ထိတွားရောက်တားဆီးပါတော့တယ်။မြို့တော်ဝင်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအကြိမ်ကြိမ်ညှင်းခုန်ပြီးပြီဖြစ်လို့မေဘယ်ကိုအချိန်ဖြုံးနေတယ်ဆိုပြီးစိတ်ပြက်လက်ပြက်နဲ့လုပ်ငန်းတွေဆက်လုပ်နိုင်မှုရဲတွေကိုဖုံးဆက်ခေါ်လိုက်ပါတယ်။မေဘယ်ဟာစောက်လုပ်ရေးကိုတားဆီးနိုင်ဖို့အတွက်ကန့်ကွက်လက်မှတ်တွေလိုက်လံကောက်ခံပေမဲ့ဘသူကမှစိတ်မဝင်စားကြပါဘူး။အဲ့ဒီနောက်မြို့တော်ဝင်ရဲ့သတင်းကြေညာချက်မှာတောထဲမှာတိရစ္ဆာန်တစ်ကောင်မှမရှိတော့တာကြောင့်လမ်းဖောက်လုပ်ခွင့်ပါမစ်ရရှိခဲ့တာဖြစ်ကြောင်းကြေညာနေတာကိုသူမမြင်တွေ့သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာမေဘယ်ဟာတောထဲကတိရစ္ဆာန်တွေထူးထူးဆန်းဆန်းပြောက်ကွယ်သွားတဲ့အကြောင်းဆွေးနွေးဖို့တက္ကသိုလ်ကဒေါက်တာဆန်စီကိုတွားရောက်ခဲ့ပါတယ်။ဒါပေမဲ့ဒေါက်တာဆန်ကမေဘယ်ကိုတောကိစ္စတစ်ခုတည်းကိုပဲဆွဲလန်းလွန်နေပြီးမိမိဘဝကိုမိမိဖြည့်ဆည်းနေတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့စောက်လုပ်ရေးကိုရပ်တန့်ဖို့အတွက်ဖျန်းတကောင်ပဲလိုအပ်ကြောင်းဖျန်းကရေကာတာစောက်လိုက်ရင်တခြားတိရစ္ဆာန်တွေပါတောထဲကိုပြန်ရောက်လာလိမ့်မယ်လို့မေဘယ်ကပြောပါတယ်။အဲ့ဒီနောက်မေဘယ်ဟာဖျန်းကိုဖမ်းဖို့ထောင်ချောက်တစ်ခုလုပ်ပြီးငိမ့်ညောင်းတဲ့အတန်တွေတုံးပြီးဆွဲဆောင်ဖို့ကြိုးစားပါတယ်။ဒီအတော်အတွင်းသူမဟာအတိတ်ကိုပြန်တတိယသွားပါတယ်။မိဘတွေကမြို့ပြင်ကိုပြောင်းဖို့ခေါ်ခဲ့ပေမဲ့သူမကအဖွားနဲ့အတူနေပြီးဒီတောအုပ်ကိုစောင့်ရှောက်ပါမယ်လို့အဖွားကိုကတိပေးခဲ့တာကြောင့်မြခုမှပဲကြံခဲ့တာပါမကြခင်ပါပဲဖြန်တကောင်ရောက်လာပြီးမေဘယ်ကအမိဖမ်းဖို့လိုက်လံဖမ်းဆီးပါတယ်ဒါပေမဲ့အဲ့ဒီဖြန်ဟာတခြားလူတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်မေဘယ်ဟာဖြန်ကိုပြန်လူဖို့ကားနောက်ကိုလိုက်သွားရင်းတက္ကသိုလ်နယ်မြေထဲကိုခိုးဝင်သွားခဲ့ပါတယ်အဲ့ဒီမှာသူမဖမ်းမိသွားတဲ့ဖြန်ကိုကြည်ရင်ထူးဆန်းနေတာကိုသတိထားမိသွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဖြန်ဟာတကယ်တော့ရိုဘော့ဖြစ်နေလို့ပါဒေါက်တာဆန်တို့အဖွဲ့ကသူတို့ရဲ့နည်းပညာတွေပေါက်ကြားမသွားအောင်တတိထားဖို့ပြောနေတော့မေဘယ်ကသူတို့ကိုမိသွားတာကြောင့်အားလုံးပြပြတလဲဖြစ်ကုန်ကြပါတယ်သူတို့ကရိတ်ဆန်တွေကိုအနီးကပ်လေးလာဖို့အကောင်းဆုံးနည်းလမ်းအဖြစ်လူသားတွေရဲ့စိတ်အသိစိတ်ဓာတ်ကိုဆက်ရုပ်တွေနဲ့ကူးပြောင်းတဲ့နည်းပညာကိုသုံးနေတာဖြစ်ကြောင်းမေဘယ်ကိုရှင်းပြပါတော့တယ်ဒီနည်းပညာကိုမြင်လိုက်ရတဲ့မေဘယ်ဟာစောက်လုပ်ရေးကိုတားဆီးဖို့အတွက်အကြံတစ်ခုရသွားပြီးသူမရဲ့စိတ်အသိကိုတရိတ်ဆန်ဆက်ရုပ်ထဲကူးပြောင်းဖို့အတွက်ဆက်အုပ်ထုတ်ကိုအတင်းဝစ်ဆင်လိုက်ပါတော့တယ်ဒေါက်တာဆန်တို့အဖွဲ့ကသူမကိုလူခန္ဓာကိုယ်ထဲပြန်ထည့်ဖို့လိုက်ဖမ်းပေမဲ့မေဘယ်ကတော့တက်ခွဲကန်းထဲကနေလွတ်အောင်ပြေးထွက်သွားခဲ့ပါတယ်ဒါပေမဲ့အပြင်ရောက်ချင်းမှာပဲသူမဟာတော်တိုင်းစည်းကွက်တကောင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးအစားမခံရအောင်အသေးတန်ယုံကန်ပြီးလွတ်မြောက်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာတော့မေဘယ်ဟာထူးဆန်းစွာနဲ့ပဲတရိတ်ဆန်တွေရဲ့စကားကိုနားလည်သွားပြီးတောထဲကတရိတ်ဆန်အားလုံးကိုလိုက်လံနှုတ်ဆက်ရင်းပျော်ရွှင်နေပါတော့တယ်မေဘယ်ဟာဖြန်ရဲ့တီနေယာကိုလိုက်လံစုံစမ်းရမှာပင့်ကူတကောင်ကချောင်းထဲမှာသွားရှာဖို့လမ်းညွှန်ပေးပါတယ်ဖြန်ကိုတွေ့သွားတဲ့မေဘယ်ကတောအုပ်ကြီးအဖြက်စီးမခံရအောင်ကူညီပေးဖို့ပြောပေမဲ့ဖြန်ကစိတ်မဝင်စားဘူးလို့ညင်းဆိုပါတယ်အဲ့ဒီနောက်မှာတော့ဖြန်ဟာတော်ရိုင်းဝက်ဝံတကောင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်မေဘယ်ကဖြန်ကိုဝက်ဝံအစာမဖြစ်အောင်ဝင်ရောက်တိုက်ခိုက်ပြီးကဲတင်ခဲ့ပေမဲ့တခြားတရိတ်ဆန်တွေကတော့တဘာဝတရားရဲ့အစာကွင်းဆက်စည်းကမ်းတွေကိုချိုးဖောက်တယ်ဆိုပြီးမေဘယ်ကိုစူပူကြပါတော့တယ်ဒီကိစ္စကြောင့်သူတို့အားလုံးတော့ဘရင်နဲ့တွားရောက်တွေ့ဆုံဖို့ဖြစ်လာခဲ့ပါတယ်။မေဘယ်ဟာတက္ကသိုလ်ကသိပ္ပံပညာရှင်တွေနဲ့ဆက်သွယ်ရေးဆက်ကနေတဆင့်စကားပြောပြီးတောထဲမှာဖြစ်ပျက်နေတာတွေကိုလှမ်းပြောပြပါတယ်။အဲ့ဒီအချိန်မှာတောထဲကတရိတ်ဆန်တွေအားလုံးဟာတနေရာထဲမှာစုဝေးပြီးသူတို့ရဲ့ဘရင်ရှိမှဥညွတ်နေကြတာကိုသိပ္ပံပညာရှင်တွေပါသတိပြုမိသွားကြပါတယ်။တောဘရင်ကြီးကတရိတ်ဆန်တွေကိုရွှေ့ပြောင်းမှုတချင်းဆဆိုနေတော့ဖြန်အစ်စ်မေဘယ်ကိုမြင်ပြီးရုတ်တရက်ရက်သွားပါတယ်။တရိတ်ဆန်တွေကဘရင်ကြီးဂျော့ချ်ကိုမေဘယ်ဟာတောတွင်စီကံတွေ့ကိုမတိလို့ဝက်ဝံမဲလိုက်တာကိုဝင်နောက်ရှက်မိတာဖြစ်ကြောင်းရှင်းပြကြပါတယ်။ဘရင်ကြီးကတော့အုပ်ကြီးစနစ်တကျနဲ့ပြီးပြည့်စုံစွာလက်ပတ်နိုင်ဖို့အတွက်တိရစ္ဆာန်ချင်းချင်းတကောင်ကိုတကောင်စောင့်ရှောက်ရမည့်အကြောင်းနဲ့အမဲလိုက်မိတဲ့တားကောင်ကိုပဲစားရမယ်ဆိုတဲ့စည်းကမ်းတွေကိုရှင်းပြပါတယ်။မေဘယ်ကလမ်းမကြီးမဖောက်လုံနိုင်အောင်ဖြန်တကောင်ကိုနေရာရွှေ့ချင်လို့ပါလို့ရှင်းပြပေမဲ့အဲ့ဒီနေရာကတိတ်ဆူညံလုံးလို့ဘယ်သူမှမသွားချင်ကြပါဘူး။ဒါနဲ့ဘရင်ကြီးကဘာကြောင့်လဲဆိုတာနားလည်အောင်မေဘယ်ကိုခေါ်သွားပါတယ်အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့ဒီစုညံတန်ကိုတိရစ္ဆာန်တွေပဲကြားနိုင်တာကိုမေဘယ်သိသွားပါတယ်မေဘယ်ဟာဘရင်ကြီးရဲ့အကြအာယုံကိုတုံးပြီးအတန်လာရလန်းကိုလိုက်ရှာရကနေတကယ်တော့တစ်ပင်တပင်ဟာအတန်ချက်ဆက်တွေတက်ဆင်ထားတဲ့ဆက်ရုံမျောစင်တစ်ခုဖြစ်နေတာကိုရှာဖွေတွေ့ရှိသွားပါတယ်မေဘယ်ဟာအတန်ချက်ဆက်တွေကိုဖြုတ်ဖို့တစ်ပင်ပေါ်တက်သွားတဲ့အချိန်မှာတခွဲကန်းကသိပ္ပံပညာရှင်တယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံရပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်ကွန်နာကကူညီပေးခဲ့တာကြောင့်သူတို့တက္ကသိုလ်ကိုပြန်လာနိုင်ခဲ့တယ်လို့
အတန်ထုတ်လွတ်နေတဲ့မျောစင်ကိုလည်းဖြိုချနိုင်ခဲ့ပါတယ်။စူညံတန်တွေပျောက်ဆုံးသွားတာကိုတရိတ်ဆန်တွေသိသွားကြပြီးမေဘယ်ရဲ့တတိရှိမှုကိုအားလုံးကချီးကျူးကြပါတယ်။မေဘယ်ကတရိတ်ဆန်တွေကိုလူသားတွေကိုပြန်လည်တော်လှန်ဖို့တိုက်တွန်းတဲ့အခါမှာတော့ဒေါက်တာဆန်တို့အဖွဲ့ကမေဘယ်ရဲ့အုံနောက်ထိခိုက်သွားမှာကိုစိုးရိမ်လာကြပါတယ်။ဘရင်ကြီးဂျော့ချ်ကတော့အလုပ်လုပ်ရတာသူတို့ရဲ့အကြိုက်ဆုံးအလုပ်ဖြစ်လို့အောင်ပွဲခံပါတီပွဲလုပ်ကြမယ်လို့ပြောပြီးအားလုံးစုပေါင်းကရေကာတာကြီးတစ်ခုကိုအတူတူဆောက်လုပ်ကြပါတော့တယ်။တရိတ်ဆန်တွေတောထဲပြန်ရောက်လာပြီးတောအုပ်ကြီးကိုဖျက်ဆီးလို့မရတော့တာကြောင့်မေဘဲတယောက်အလွန်ဝမ်းသာသွားပါတယ်။တစ်ဖက်မှာတော့မြို့တော်ဝင်ကရင်းနှီးမြှုပ်နှံသူတွေကိုစီးယုံနေတော့အလုသမားတယောက်ကတောထဲကိုတရိတ်ဆန်တွေပြန်ရောက်လာပြီဖြစ်ကြောင်းလာရောက်သတင်းပို့ပါတယ်။တောထဲမှာတော့ဘရင်ကြီးဂျော့ချ်ကမေဘဲကိုရေကူးတင်ပေးနေပါတယ်။ဘရင်ကြီးဟာလူသားတွေကသူတို့ကိုဘယ်တော့မှဒုက္ခမပေးဘူးလို့တွေးနေတာကြောင့်မေဘဲကဘရင်ကြီးတိတ်ပေါ်ဆလုံးနယ်လို့မြင်ပြီးပိုပြီးတတိရှိဖို့တတိပေးရပါတယ်။ဂျော့ချ်ကမေဘဲကိုသူ့ရဲ့လက်ထောက်လုပ်ဖို့ဖိတ်ခေါ်ပေမဲ့မေဘဲကအခုမှတိယုံပဲရှိသေးလို့ဆိုပြီးညှင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖြန်တကောင်ဟာသူတို့စီအလောတကြီးရေကူးလာပြီးလူသားတွေကရေကားတာကိုဖျက်ဆီးပစ်လိုက်ပြီးဖြစ်ကြောင်းသူတို့ကိုမောင်းထုတ်ဖို့အတန်ထုတ်တဲ့မျှော်စင်တွေအများကြီးထက်ယူလာကြကြောင်းသတိပေးပါတယ်။မေဘဲကအရှုံးမပေးဖို့ပြောပြီးဘာလို့ရမလဲသိအောင်သူမဟာဘရင်ကြီးရဲ့လက်ထောက်ဖြစ်ဆောင်ရွက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သူတို့ဟာတရိတ်ဆန်ကောင်စီကိုဆင့်ခေါ်လိုက်ကြပါတယ်။အဲ့ဒီမှာဘရင်ကြီးဂျော့ချ်ကသူဟာနို့တိုက်တဝါတွေရဲ့ဘရင်သားဖြစ်ကြောင်းဝန်ခံလိုက်လို့မေဘဲအံ့ဩသွားရပါတယ်မကြခင်မှာပဲအခြားတရိတ်ဆန်မျိုးနွယ်စုတွေရဲ့ဘရင်တွေပါရောက်ရှိလာကြပါတယ်ဒါပေမဲ့အင်းဆက်ဘရင်မကတော့လူသားတွေရဲ့ပြဿနာဟာနို့တိုက်တဝါတွေရဲ့တာဝန်သာဖြစ်လို့သူတို့မကူညီနိုင်ကြောင်းညင်းဆိုပါတယ်မေဘဲကတော့ဒါဟာသူတို့မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းလူသားတွေဟာတရိတ်ဆန်တွေကိုအန္တရာယ်ပေးနိုင်တဲ့စက်ပစ္စည်းတွေတီထွင်ထားကြောင်းနဲ့လူသားတွေရဲ့ဘရင်ကတော့အဲ့ဒီမျိုးတော်ဝန်ပဲဖြစ်ကြတောင်းသူတို့ကိုစတင်ရှင်းပြပါတော့တယ်မေဘယ်ရဲ့စကားတွေကြောင့်တရိတ်ဆန်တွေဟာထိတ်လန့်တုန်လှုပ်သွားပြီးမြို့တော်ဝင်ကိုသူ့အဖြစ်တွေအတွက်တပ်ပစ်ဖို့အထီးဆုံးဖြတ်လိုက်ကြပါတယ်။အင်းဆက်ဘရင်မကဒီအလုပ်ကိုလုပ်ဖို့အတွက်အစွမ်းထက်တဲ့တာရဲတရိတ်ဆန်တကောင်ကိုဆင့်ခေါ်မယ်လို့ပြောနေတော့မေဘဲကမတော်တဆအင်းဆက်ဘရင်မကိုနင်းမိပြီးတက်လိုက်တယ်လို့ဖြစ်သွားပါတယ်။ဒါကြောင့်ဘရင်မရဲ့သားတိုက်တက်စ်ကသူ့အမေအတွက်ကလက်စားချေဖို့ဖြန်တွေကိုစတင်တိုက်ခိုက်ပါတော့တဲ့အဲ့ဒီအချိန်မှာသိပ္ပံပညာရှင်ကွန်နာရောက်လာပြီးဖြန်တွေအသက်မခံရအောင်ကယ်ထုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ငှက်ဘရင်ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရတာကြောင့်ကိုနာဟာစက်ရုပ်ထဲကနေသူ့ရဲ့လူသားခန္ဓာကိုယ်ထဲကိုပြန်ရောက်သွားခဲ့ပါတယ်။ဖြန်တွေကတော့အစားမခံရအောင်တောင်ပေါ်ကနေခုန်ချပြေးကြရပြီးတရိတ်ဆန်တွေဟာသူတို့ကိုစက်ရုပ်တကောင်ကချောင်းကြည့်နေမှန်းသိသွားကြပါတယ်။တစ်ဖက်မှာလည်းတိုက်တက်စ်ကသူဟာအင်းဆက်တွေရဲ့ဘရင်အသစ်ဖြစ်ကြောင်းကြေညာပြီးရုပ်တွင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကိုစတင်ပါတော့တဲ့မေဘဲတို့ဘက်မှာတော့ဘရင်ကြီးဂျော့ချ်ကမေဘဲရဲ့ဆုံးဖြတ်ချက်တွေကြောင့်သူတို့ဒုက္ခရောက်ကုန်ရပြီလို့ပြစ်တင်ပြဟောဆိုပါတယ်မေဘဲကလည်းသူမအနေနဲ့အမားတွေခဏခဏလုံးမိလို့စိတ်ကုန်နေပြီဖြစ်ကြောင်းဝမ်းနည်းစွာပြောတဲ့အခါဂျော့ချ်ကစိတ်သက်သာရအောင်ဖက်လက်တကူအားပေးခဲ့ပါတယ်အဲ့ဒီနောက်သူတို့ရဲ့တရိတ်ဆန်တငယ်ချင်းအဖွဲ့တွေရောက်လာပြီးပြဿနာကိုအတူတူပူးပေါင်းဖြေရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်တနေ့မနက်မှာမြို့တော်ဝန်ကကားထဲကိုဝင်လိုက်တဲ့အခါတရိတ်ဆန်တစုကိုတွေးလိုက်ရပါတယ်မေဘဲကတရိတ်ဆန်တွေရံမမှုစေဖို့အတွက်စောက်လုပ်ရေးကိုရက်တက်မှုစာရေးပြီးတတိပေးပါတယ်သူတို့စောက်လုပ်ရေးလုပ်ငန်းခွင်စီမောင်းထွက်လာတဲ့အချအိမ်မှာငှက်အုပ်ကြီးကနောက်ကနေလိုက်လာပါတယ်မြို့တော်ဝင်ကကားပြတင်းပေါက်ဖွင့်ပြီးတရိတ်ဆန်တွေကိုကားအပြင်လွှတ်လိုက်လို့သူတို့ဟာဝက်ဝင်တငယ်ချင်းရဲ့အကူအညီနဲ့လွတ်မြောက်သွားပါတယ်ဒါပေမဲ့မေဘဲကတော့ကားထဲမှာကြံနေခဲ့ပြီးသူမကိုတားဆီးဖို့သိပ္ပံပညာရှင်တွေပါရောက်လာကြပါတယ်တစ်ဖက်မှာငှက်တွေကမြို့တော်ဝင်ကိုကျွေးဖို့အတွက်ငါးမန်းတကောင်ကိုချီမကအစင်သင့်ပြင်နေကြပါတယ်မေဘဲကသိပ္ပံပညာရှင်စီကနေဆက်သွယ်ရေးဆက်ကိုလူယူပြီးမြို့တော်ဝင်နားလဲအောင်တက်ဆင်ပေးလိုက်ပါတယ်သူမကမိမိဟာမေဘဲဖြစ်ကြောင်းရှင်ပြပေမဲ့မြို့တော်ဝင်ကတော့အိမ်မက်မက်နေတာလို့ပဲထင်ပြီးနှိုးဆက်မိမာကိုစောင့်နေပါတယ်နောက်ဆုံးမှာတော့သူတကယ်နိုးနေမှန်းသိသွားပြီးတရိတ်ဆန်တွေငြိမ်သက်သွားအောင်စီမံကိန်းကိုဖျက်သိမ်းဖို့ပြောကြပေမဲ့မြို့တော်ဝင်ကညှင်းဆိုပြီးစောက်လုပ်ရေးကိုဆက်လုပ်ဖို့ဆုံးဖြတ်ပါတယ်ဒါကြောင့်မေဘဲကမြို့တော်ဝင်ကိုဖမ်းဖို့တရိတ်ဆန်တွေကိုအော်ဟစ်အချက်ပေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမေဘဲဟာသိပ္ပံပညာရှင်တွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးဘရင်ကြီးဂျော့ချ်ကလည်းမေဘဲဟာတကယ်တော့ဆက်ရုပ်ဖြစ်နေမှန်းသိသွားပါတဲ့နောက်ဆုံးမှာတော့သူတို့အားလုံးဟာတွားတဝမျိုးနွယ်စုတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတော့တဲ့တက်ခွဲခန်းထဲမှာတော့အင်းဆက်ဘရင်တစ်တိုက်တက်စ်ကသိပ္ပံပညာရှင်တွေကိုစမ်းသပ်မှုတစ်ခုလုပ်ဖို့အတင်းအကျပ်ခိုင်းစေနေပါတယ်သူ့ရဲ့အစီအစဉ်ကမျိုးတော်ဝင်ရဲ့ခန္ဓာကိုယ်ထဲကိုသူ့စိတ်အတီးကူးပြောင်းပြီးလူသားတွေကိုသူ့အမိန့်အောက်မှာထားဖို့ပါဒါတင်မကပဲအတန်ချက်ဆက်တွေဟာလူသားတွေကိုအန္တရာယ်ပေးနိုင်မှန်းသိသွားလို့အဲ့ဒါတွေကိုတုံးပြီးလူသားမျိုးနွယ်စုတစ်ခုလုံးကိုရှင်းလင်းပစ်ဖို့အထိပါကြံစီနေပါတယ်မေဘဲကတော့ဂျော့ချ်ကိုအတုံးချခဲ့မိလို့စိတ်မကောင်းဖြစ်ပြီးတောင်းပန်နေပါတယ်။အဲ့ဒီနောက်သူမကကြိုးတွေကနေလွတ်မြောက်ပြီးတရိတ်ဆန်တွေကိုတားဆီးနိုင်ဖို့အတွက်ဒီနည်းပညာကိုသုံးပြီးမြို့တော်ဝင်ရဲ့စိတ်ကိုတရိတ်ဆန်ထဲကူးပြောင်းဖို့အကြံရသွားပါတယ်။တောထဲမှာတော့မြို့တော်ဝင်ပြန်လဲရွေးခံရရေးအတွက်အခမ်းအနားတစ်ခုကျင်းပနေပါတယ်။တိုက်တက်စ်ကတက်ဆင်ထားတဲ့အတန်ချက်ဆက်တွေနဲ့လူသားတွေကိုတတ်ဖို့ပြင်ဆင်နေတော့မေပဲရောက်လာပြီးတားဆီးခဲ့ပါတယ်။သူမကသူ့အမေကိုတတ်မိခဲ့တဲ့အတွက်ပိုးကောင်လေးတိုက်တက်စ်ကိုတောင်းပန်ပြီးလမ်းမှန်ပြန်ရ
ထောက်ဖို့အချိန်မနှောင်းသေးကြောင်းပြောပေမဲ့တိုက်တက်စ်ကဘယ်သူမှနဲ့စကားကိုနားထောင်မှာမဟုတ်ဘူးလို့လောင်ပြောင်းပါတယ်ဒါကြောင့်မေဘဲတို့အဖွဲ့ဟာအရေးပေါ်အစီအစဉ်တိုင်းတိုက်တက်စ်အတန်ချက်ဆက်တွေအသက်မသွင်းနိုင်အောင်သူ့ရဲ့ဖုန်းကိုလူယူဖို့စူးစမ်းကြပါတော့တယ်တိုက်တက်စ်ဟာသူ့ရဲ့ဖုန်းကိုပြန်ရဖို့အတင်းပြေးလိုက်ပေမဲ့ရုပ်သွင်းပြောင်းလဲသွားလို့မျက်နှာကွယ်လွဲသွားတာကြောင့်ဖုန်းမျက်နှာပြင်တော့ Facebook ကိုဖွင့်လို့မရတော့ပါဘူးစိတ်တူသွားတဲ့တိုက်တက်စ်ကသူ့မျိုးနွယ်စုမဟုတ်တဲ့တခြားတိရစ္ဆာန်အားလုံးကိုပါရှင်းလင်းပြစ်မယ်လို့အော်ဟစ်ဆဲဆိုရင်မတော်တဆပောက်ကွဲမှုတစ်ခုကိုဖြစ်ပွားစေခဲ့ပါတယ်ဒီလိုယူသွတ်တဲ့အပြုတ်မှုကြောင့်တခြားတိရစ္ဆာန်ဘရင်တွေကသူ့အမိန့်ကိုမနာခံတော့ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာတောမီတွေစတင်လောင်ကျွမ်းလာပြီးဘရင်ကြီးဂျော့ချ်ကမေဘဲကိုမီးဘေးကနေကယ်တင်ဖို့အပြေးလွှားရောက်ရှိလာပါတယ်သူတို့တွေမီးဘေးကနေထွက်ပြေးရင်းနဲ့မေဘယ်ကမီးငိမ့်တက်နိုင်ဖို့အတွက်ရေစီးကြောင်းကိုတောထဲဘက်လွှဲပြောင်းပေးဖို့အကြံရသွားပါတယ်ဒါကြောင့်တရိษံအားလုံးစုပေါင်းပြီးသူတို့စောက်ထားတဲ့ရေကာတာကြီးကိုဖြိုချလိုက်ကြပါတယ်ရေရွေအရှိန်ဟုန်နဲ့စီးဆင်းသွားပြီးတောမီးကိုငိမ့်တက်နိုင်ခဲ့တယ်လို့မြို့ကြီးကိုပါဘေးကင်းအောင်ကယ်တင်နိုင်ခဲ့ပါတယ်တောအုပ်ကြီးမီးလောင်ပြကျသွားတဲ့အတွက်မေဘယ်စိတ်မကောင်းဖြစ်နေပေမဲ့မြို့တော်ဝန်ကစိတ်ပြောင်းသွားပြီးတောအုပ်ကြဒီကိုပြန်လဲပြိုးထောင်ဖို့အတွက်လူတိုင်းနဲ့အတူပူးပေါင်းလှုပ်ဆောင်နေတာကိုမြင်တွေ့လိုက်ရပါတယ်အချိန်နှဲငယ်ကြာပြီးနောက်မှာတော့မေဘဲဟာတက္ကသိုလ်ကနေအောင်မြင်စွာပွဲရရှိသွားခဲ့ပါပြီဒေါက်တာဆန်ကဒီစိတ်ကူးပြောင်းလဲတဲ့စီမံကိန်းဟာလူသားတွေရဲ့အနာဂတ်အတွက်အလွန်အန္တရာယ်များလွန်းတာကြောင့်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့အခုကစပြီးမေဘဲရဲ့အခြားစိတ်ကူးစိတ်တန်းကောင်းတွေကိုပဲအကောင့်ထဲပေါ်ဖို့အာရုံစိုက်တော့မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဒါရင်မကပဲတောအုပ်ကြီးကိုလည်းတဘာဝဘေးမဲ့တော့အဖြစ်သတ်မှတ်လိုက်ဒါကြောင့်အဝေးပြေးလမ်းမကြီးဆောက်လုပ်ရေးကိုအခြားနေရာတစ်ခုစီရွှေ့ပြောင်းပေးခဲ့ရပါတယ်။မေဘဲဟာဘေးမဲ့တော်စီတွားရောက်ပြီးသူမရဲ့တိရစ္ဆာန်တငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်လည်ဆုံတွေ့ခဲ့ပါတော့တယ်။ဇက်ကားရဲ့အပိသက် creditor တွေတက်လာတဲ့အချိန်မှာတော့တိရစ္ဆာန်တွေဟာမြို့တော်ဝန်ရဲ့မျက်နှာဖုံးဆက်ကူရုပ်ကြီးနဲ့စော့ကစားနေကြပြီးပရွက်စိတ်တကောင်ကိုအင်းဆက်မျိုးနွယ်စုရဲ့ဘရင်မအစ်စ်အဖြစ်တင်ပြလိုက်ကြပါတော့တယ်။ဒီလိုနဲ့ပဲဇလန်းလေးကပြီးဆုံးသွားခဲ့ပါတယ်။မျက်မှောက်ခေတ်ဗီဒီယိုတွေရဲ့ထုံးစံအတိုင်းအဆုံးသတ်မှာတော့နောက်ထပ်ဘလို့ဇက်ကားမျိုးတွေကိုကြည့်ကျင်လဲဆိုတာ comment မှာရေးပေးခဲ့ဖို့ရဲ့ like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။